နော်မှာကျင်တာကတော့ဒီကတော့ mental strong ကျင်တော့ခုနဆရာကြီးပြောလို့ပဲနော်စိတ်ကိုကြွတင်ပြင်ဆင်တာပြီးသွားပြီဆိုရင်ကိုလှုပ်ရှားရှိတာကိုအကောင်းဆုံးလှုပ်ခဲ့ကွာတိလားအဲ့လိုကိုလှုပ်လိုက်ပြီးရှုံးတာထက်ကိုမလှုပ်လိုက်ပြီးရှုံးတာပို့ပြီးတော့ခံစားရတယ်ဆိုတော့လှုပ်ရှားရှိရလှုပ်လို့ရတာမှန်တယ်များအကုန်လုံးလှုပ်ခဲ့ပါနော်မဟုတ်တာလွဲရင်ပေါ့လေနော်အခုတော့ဝင်လာမဲ့လူတွေကအကုန်လုံးကလေးလေးကွာတကယ်လို့ကလေးလေးဆိုတော့အဲ့လိုချားလူတွေရဲ့သူ့ရဲ့သူ့ဘေးနားမှာရှိတဲ့လူတွေကသူ့ရဲ့ impact သူ့ကို impact အများကြီးရှိတယ်ကွာတကယ်သူ့ဘေးနားလူတွေရဲ့ mindset တွေပြောပုံဆိုပုံတွေကသူ့ရဲ့ကလေးရဲ့တွေးပုံခေါ်ပုံတွေကိုအများကြီး impact ရှိရကွာတကယ်ဘယ်လိုစိတ်ဘယ်လိုထားရမလဲပြိုင်ပွဲတစ်ပွဲကိုဘယ်လိုချင်းကပ်ရမလဲဆိုတာသူ့ဘေးနားမှာအဲ့လိုဆရာကောင်းသမားကောင်းပေါ့လေပြောရမယ်ဆိုအဲ့လိုမျိုးပုံစံလူတွေရှိဖို့လိုတယ်သူ့ဘေးနားမှာအဲ့လိုလုံးဝwell train ဖြစ်တဲ့ကွာလုံးဝ mature လုံးဝအရန်ဖြစ်တဲ့ကိုကြီးဖြစ်ရင်လည်းဖြစ်မယ်အမကြီးဖြစ်ရင်လည်းဖြစ်မယ်နော်လုံးဝအဲ့လိုသူတို့လုံးဝကိုကဲနေတဲ့သူပေါ့လေသူတို့ယုံကြည်အားကိုးရတဲ့လူကအဲ့လိုမျိုးလူဆိုရင်ကတော့သူတို့ကအများကြီးကျွန်တော်တို့တော့ပြင်ပေးကြရမလို့ပဲနဲ့သူတို့ကပြောပြကြရမလို့ပဲနဲ့သူတို့ကပဲအနိကပြင်ပေးသွားမယ်လို့ထင်တယ်ဒါပေမဲ့ကျွန်တော်အခုဒီမှာကြည့်နေတဲ့လူတွေညီလေးညီမလေးညီလေးပေါ့လေနော်မှာကျင်တာကတော့ဒီကတော့ mental strong ကျင်တော့ခုနဆရာကြီးပြောလို့ပဲเนาะစိတ်ကိုကြွတင်ပြင်ဆင်တာပြီးသွားပြီဆိုရင်ကိုလှုပ်ရှားရှိတာကိုအကောင်းဆုံးလှုပ်ခဲ့ကွာတိလားအဲ့လိုကိုလှုပ်လိုက်ပြီးရှုံးတာထက်ကိုမလှုပ်လိုက်ပြီးရှုံးတာပို့ပြီးတော့ခံစားရတယ်ဆိုတော့လှုပ်ရှားရှိရလှုပ်လို့ရတာမှန်တယ်များအကုန်လုံးလှုပ်ခဲ့ပါเนาะမဟုတ်တာလွဲရင်ပေါ့လေเนาะဥပမာပြောချင်တာကတော့ပြိုင်ပွဲမတိုင်ခင်အချိန်ထိပြိုင်ပွဲစောနေချိန်အချိန်ထိကိုရီးယားအကုန်လုံးလုပ်လို့ရတယ်ကွာဥပမာပြိုင်ပွဲမစခင်မှာ player ချင်းနဲ့ communicate လိုက်တာမျိုးဒီ coach ကိုလိုချင်တဲ့ hero တကောင် request လိုက်တာမျိုးဒါမှမဟုတ်ရင်တခုခုကွာသိရမလားအဲ့လိုပွဲထဲမှာဆိုရင်လည်းတခုခုအဲ့လိုကို teammate ကိုသတိပေးရမျိုးအဲ့လိုမျိုးဟာလုပ်လို့ရမှန်များအကုန်လုံးလုပ်ခဲ့ကွာအဲ့လိုမျိုးဆိုရင်အချိန်တိုင်းတော့နိုင်လာမှာကွာသိရမလားအဲ့လိုမျိုးလုပ်လို့ရမလုပ်ခဲ့ရင်တော့ရှုံးသွားရင်ပိုပြီး feature နေမယ်ငါဘာလို့မလုပ်ခဲ့မိရလဲဆိုပြီးတော့အဲ့အရှုံးအဲ့ခံစားချက်ကပိုပြီးတော့အရှုံးထက်ပိုပြီးခံရခက်တယ်ကွာအဲ့တော့ကိုလုံးလို့ရတာအကုန်လုံးခဲ့အဲ့ဒါကိုမှရှုံးတယ်မလားကိုအဲ့ဒါဆိုကိုကအချိန်2နှစ်ပေးထားတယ်အဲ့2နှစ်အတွင်းမှာလုံးလို့ရမှန်ပြန်ရှုံးတယ်ဆိုတော့ကိုကမဖြစ်နိုင်တော့မေးလိုက်တော့အဲ့ဒါဆိုတော့အခြားကိုနဲ့သက်ဆိုင်တဲ့ career ကိုပဲသွားလိုက်ပေါ့နိနော်အဲ့လိုမျိုးပဲပြောချင်ပါတယ်